ခြင်းကိုမြင်တဲ့စိတ်ဟာရှင်ခြင်းကိုမြင်တဲ့စိတ်ထက်ပိုပြီးတော့လောကအကြောင်းဘဝအကြောင်းကိုနားလည်မှုရစေတယ်ဘဝဆိုတာဒီတိုင်းမှလားအဲ့ဒီနားလည်မှုကိုပညာလို့ခေါ်တာအဲ့ဒါအမျက်ဆုံးကုသိုလ်ဆိုတာအဲ့ဒါပဲအဲ့ဒီပညာဟာဘာစွမ်းတတိရှိလဲလို့မေးရင်လောဘဒေါသမောဟကိုနည်းပါးစေလူချင်းမမောမှုကိုလျှော့ချနိုင်တယ်မကျေနပ်မှုကိုလျှော့ချနိုင်တယ်မတိမှုကိုလျှော့ချနိုင်တယ်တော့စိတ်ပါဝင်စားမှုအပြည့်နဲ့ဒီသေခြင်းကိုကျင့်ပါများစွာဆင်ခြင်လောဘဒေါသမောဟကုံတောင်ကုံသွားနိုင်တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်လို့တော်မြတ်စွာဘုရားဟောတယ်သေခြင်းကိုဆင်ခြင်လို့ရှိရင်မြတ်စွာဘုရားအကျိုးကျေးဇူး9မျိုးရမယ်လို့ဟောထားတဲ့ဒေသနာရှိတယ်ဧကဓမ္မောဘိက္ခွေဘာဝိတောဘဟုလိကတောဧကန္တနေဗိဓာယဝိရာဂယနိရောဓာယဥပဒမယဘိညာယတံမောဓာယနိဗ္ဗာန်ယသဝတ္တန္တိလို့မြတ်စွာဘုရားဟောတယ်သေခြင်းဆိုတဲ့တခုသောတရားကိုကျင့်ပါများစွာကိုယ်စိတ်ထဲမှာဆင်ញင်မယ်နှလုံးသွင်းမယ်သေခြင်းဆိုတဲ့အမှန်တရားနဲ့စိတ်ကိုကျင့်ပါများစွာတွေးထိပေးမယ်ဆိုလို့ရှိရင်ဒီစိတ်ဟာဘာဖြစ်လာမလို့ဧကန္တနေဗိဓာယသေချာပေါက်ဘဝဆိုတဲ့မကောင်းတဲ့သဘောရဲ့အပေါ်မှာညီးငွေတဲ့ဉာဏ်ကိုသေချာပေါက်ရကိုရမယ်ဧကန္တနေဗိဓာယဝိရာဂယဘဝရဲ့ပေါ်မှာဆွဲမဲ့မှုကင်းတဲ့အဆင့်ကိုတောင်ရောက်သွားနိုင်တယ်နိရောဓယဘဝပေါ်မှာဆွဲမဲ့မှုကင်းရင်ဘဝဒုက္ခတွေချုပ်ငြိမ်းသွားနိုင်တယ်အလွန်မြင့်မားတဲ့အကျိုးကျေးဇူးတွေနော်ဧကန္တနေဗိဓာယဝိရာဂယနိရောဓယဥပဒမယတဲ့နှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေတယ်ဟောသေခြင်းကိုစဉ်းစားရင်နှလုံးစိတ်ဝမ်းငြိမ်းအေးစေတယ်တဲ့အံ့ဩစရာကြီးနော်ယုတ်တရက်စဉ်းစားရင်တော့သေတာကြီးကြည်တာဘလို့စိတ်ချမ်းသာမလဲလို့ထင်စရာရှိတယ်မဟုတ်တော့သေခြင်းကိုစဉ်းစားလို့ရှိရင်ကိုယ်စိတ်နှလုံးမှာအရှိန်ဟုန်နဲ့တောက်နေတဲ့ຢာဂမိဒေါသမီဟာအရှိန်နည်းသွားနိုင်တယ်အားကောင်းလို့ရှိရင်ရေများရေနိုင်မီးများမီးနိုင်ပဲဟုတ်လားဥပဒမယနှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေတယ်အဘိညာယယုံနံတို့ရဲ့အိဋ္ဌဒုက္ခနတ္တသဘာဝကိုထူးသောဉာဏ်ဖြင့်သိစေလိမ့်မယ်ဝိပဿနာဉာဏ်ကိုတောင်ရစေမယ်လို့ဘုရားတိုက်ရိုက်ဟောနော်သိခြင်းကိုစဉ်းစားလို့ရှိရင်တမ္မောဓာယသစ္စာလေးပါးကိုထိုးထွင်းသိတဲ့မဲ့ဉာဏ်ကိုရစေလိမ့်မယ်နိဗ္ဗာန်ယတံဝတ္တတိနိဗ္ဗာန်ချမ်းသာကိုဘုံဉာဏ်ဖြင့်ဒီဘဝတွင်ကျင့်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အည်အသွေးကိုတောင်ရစေလိမ့်မယ်လို့အကျိုးကျေးဇူး9မျိုးမြတ်စွာဘုရားဟောပြတယ်